များတို့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့အမဲဆက်လေးတွေကိုအလားပါတစ်ခုလို့ထင်နေကြတော့မဲလားတချို့လူတွေကမှဲ့ကိုကံကောင်းစေတဲ့အရာလို့ယုံကြည်ကြတယ်ဒါပေမဲ့သိပ္ပံပညာအရတော့ဒီအမဲဆက်တွေဟာကိုယ့်ရေပြားထဲမှာဖြစ်ပေါ်လာတဲ့သဘာဝပြောင်းလဲမှုတစ်ခုပါဒါဆိုမဲ့တွေကဘာကြောင့်ဖြစ်လာရလဲဘယ်မဲ့တွေကပုံမှန်မဲ့တွေလဲဘယ်လိုမျိုးမဲ့တွေရှိနေရင်တတိထားတင်လဲဆိုတာကိုသိချင်ရင်အဆုံးထိလိုက်ကြည့်လိုက်ပါမဲ့ဆိုတာအရေပြားထဲမှာရှိနေတဲ့ melanocyte လို့ခေါ်တဲ့အယောင်ထုတ်ပေးတဲ့ဆဲတွေစုပြီးဖြစ်လာတဲ့အရာတစ်ခုပါဒီဆဲတွေက melanin ဆိုတဲ့အယောင်ပစ္စည်းကိုထုတ်ပေးပါတယ် melanin များလာရင်အသားအရောင်ပူညိုလာနိုင်ပြီးအချို့နေရာတွေမှာဒီဆဲတွေစုပုံလာတဲ့အခါအညိုရောင်အမဲရောင်အဆက်လေးတစ်ခုအဖြစ်မြင်ရတာပါလူအများစုမှာမှဲ့အနေများရှိတဲ့ပြီးတချို့လူတွေမှာတော့ယာနဲ့ချီပြီးအောင်ရှိနိုင်ပါတယ်မှဲ့တွေဖြစ်လာတဲ့အကြောင်းအရာတစ်ခုတည်းမဟုတ်ပါဘူးပထမတစ်ခုကတော့မျိုးရိုးဗီဇပါဒီသားစုထဲမှာမှဲ့များတဲ့သူတွေရှိရင်ကိုယ်တိုင်လည်းပိုဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့နေရောင်ခြည်ပါနေရောင်ခြည်ထဲမှာရှိတဲ့ UV ရောင်ခြည်တွေကအရေပြားကိုတက်ရောက်စေပြီး melanin ထုတ်လွှတ်မှုကိုပြောင်းလဲစေနိုင်ပါတယ်ဒါကြောင့်နေရောင်ခြည်ထိတွေ့မှုများတဲ့သူတွေမှာမှဲ့အသစ်တွေပေါ်လာနိုင်ပါတယ်လူတော်များများစိုးရိမ်ကြတာကမှဲ့ရှိတာကင်ဆာဖြစ်တာလားဆိုတာပါတကယ်တော့မှဲ့အများစုကအန်ရမရှိတဲ့ပုံမှန်မှဲ့တွေဖြစ်ပါတယ်ဒါပေမဲ့ရှားရှားပါးပါးမှဲ့တချို့ကတော့အရေပြားကင်ဆာတစ်မျိုးဖြစ်တဲ့ melanoma နဲ့ဆက်နိုင်ပါတယ်ဒါကြောင့်မှဲ့တစ်လုံးကိုဖယ်ရှားဖို့တဲ့ပြောင်းလဲတာရှိမရှိကိုစောင့်ကြည့်ဖို့ပိုအရေးကြီးပါတယ်အများတို့မှာရှိတဲ့မှဲ့တွေကိုစစ်ကြည့်တဲ့အခါ ABCDEဆိုတဲ့နီးလန်းကိုမှတ်ထားလို့ရပါတယ် A ကတော့ asymmetry လို့ခေါ်ပါတယ်ဒီကောင်ကမဲ့ဘဲဘဲနဲ့ညာဘဲပုံစံမတူတော့တာကိုဆိုလိုတာပါ B ကတော့ border လို့ခေါ်ပါတယ်အနာသက်တွေမညီမညာဖြစ်လာတာကိုပြောတာပါ C ကတော့ color လို့ခေါ်ပါတယ်အယောင်တစ်မျိုးတည်းမဟုတ်ပဲအယောင်တွေရောလာတာကိုဆိုလိုတာပါ D ကတော့ diameter လို့ခေါ်ပါတယ်ဒီကောင်ကအရွယ်အစားကြီးလာတာကိုဆိုလိုတာပါ E ကတော့ evolving လို့ခေါ်ပါတယ်ဒီကောင်ကအချိန်ကြာလာတာနဲ့ပုံစံအယောင်အရွယ်အစားပြောင်းလဲလာတာကိုပြောတာပါဒီအချက်တွေတဲကတစ်ခုခုရှိနေရင်ဆရာဝန်နဲ့စစ်ဆေးတာပို့ပြီးတော့ကောင်းပါတယ်မှဲ့ဆိုတာအသေးငယ်တဲ့အဆက်လေးတစ်ခုလို့ထင်ရပေမဲ့တကယ်တမ်းကျတော့လူခန္ဓာကိုယ်ထဲမှာဖြစ်နေတဲ့ပြောင်းလဲမှုတစ်ခုကိုပြသနေတဲ့အရာတစ်ခုပါမှဲ့ရှိတာဟာကြောက်စရာတော့မဟုတ်ပါဘူးဒါပေမဲ့ကိုယ်ခန္ဓာကိုယ်ကိုကိုယ်တိုင်သိပြီးထူးခြားတဲ့ပြောင်းလဲမှုတွေကိုတတိထားနိုင်ဖို့ပိုပြီးအရေးကြီးပါတယ်